မင်္ဂလာပါ 3D အားကော channel မှာကြိုဆိုပါရစေဆရာကြီးများ၏ site များကိုစူးစီးတင်ဆက်ပေးနေမှာမို့ like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့နော်24ချိန်မှာနောက်ပေါင်းလေးပေါ့နော်နောက်ပေါင်းလေးသူ့ရဲ့ရင်ထဲမှာတစ်ထိပ်စီးလို့ရိုက်တယ်နောက်ပေါင်းလေးတစ်ထိပ်စီးပေါ့နော်အဲ့တော့24ချိန်မှာနောက်ပေါင်းလေးတစ်ထိပ်စီးရိုက်တယ်နဲ့သူကနှစ်ဆမှာတဲ့သူနောက်ပေါင်းလေးလို့ပြန်ရိုက်တယ်နှစ်ဆမှာနောက်လုံးပေါင်းလေးရိုက်တာနဲ့အဲ့ဒီထဲမှာရှင်းနှလုံးပေါင်းလေးလို့ကြာရင်တဲ့သူ့အောင်မှာပရိတ်လေးလို့လိုက်တယ်အဲ့ပရိတ်လေးဒီလေသူ့ရဲ့ဘေးမှာ8ခွန်9ဆိုပြီးတော့ထိပ်စီးထောင်ပြီးတော့ဇောင်းပေါင်းချင်း2လို့8 9 5နဲ့2လို့ဖြတ်ပြီးမှဒီ4ပရိတ်လိုက်ထွက်တာအဲ့တော့အဲ့4ပရိတ်ထွက်ပြီးတာနဲ့သူ့ရဲ့မြင်းပုံပေါ့နော်ဒီနှစ်3ချိန်ရဲ့အောက်မှာ4ပရိတ်ဆိုပြီးတော့ပြန်ထွက်တာအဲ့ဒီထဲမှာတဲ့သူကပထမဆုံး4ခါလို့ကြာရင်တဲ့သူ့အောင်မှာ1ပရိတ်လို့ရိုက်တယ်အဲ့တော့1ပရိတ်ရဲ့ဇောင်းမှာ9အပါနဲ့ရိတ်လေးပြန်ထွက်တာပေါ့နော်အဲ့ဒီတစ်ဖြတ်သွားထားလိုက်မယ်ဒါကကျွန်တော်အကွက်ရွှေလေးပဲပြချင်တာအဲ့တော့ဟုတ်ပြီကျွန်တော်ဒါဆိုဒုတိယကပ်ပေါ့နော်24ချိန်မှာနောက်ပေါင်းလေးတဲ့သူ့ရဲ့ရင်ဆိုင်မှာတစ်ချိန်တဲ့24ချိန်မှာပဲနော်အဲ့တော့နှစ်ဆမှာနောက်ပေါင်းလေးလို့သူရိုက်တယ်နောက်နှလုံးပေါင်းချင်းလေးပေါ့နော်အဲ့တော့နောက်နှလုံးပေါင်းချင်းလေးရိုက်တာနဲ့အဲ့နှစ်ထဲမှာရှည်နှလုံးပေါင်းချင်းလေးလို့ရိုက်ရင်တဲ့ပရိတ်လေးလို့သူ့အောင်မှာလိုက်ထွက်တယ်ပရိတ်လေးထွက်ဖို့လဲသူ့ရဲ့ရင်ဆိုင်မှာထိပ်ကြီးတောင်3လုံးလေးတဲ့ဇောင်းပေါင်းချင်းက2တဲ့ခွန်3နှစ်ပေါ့နော်ဇောင်းပေါင်းချင်းခွန်9နှစ်နဲ့4ခွန်3နှစ်နဲ့2ဖြတ်အဲ့လိုဖြတ်မှသူ့ရဲ့ရင်ဆိုင်မှာတဲ့သူကပရိတ်လေးလိုက်ထွက်တာပေါ့နော်လိုင်းကျွန်တော်ဘက်မှာပဲကြည့်ရပါတယ်ကျွန်တော်လည်းလွှတ်နေခက်လန့်လိုက်အော်တူကလိုင်းပြောင်းယူနိုင်ရဲ့လိုင်းပြောင်းတယ်အတန်နဲ့လွှတ်နေတာပေါ့နော်အဲ့1နှစ်3ချိန်ရဲ့အောက်မှာ4ပရိတ်လို့စထွက်တယ်ပေါ့ဗျာအဲ့ဒီထဲမှာပထမဆုံး4ခါလို့ကြာရင်သူ့အောင်မှာ1ပရိတ်လို့လိုက်တယ်အဲ့1ပရိတ်ရဲ့ဇောင်းမှာ9ပါနဲ့ပရိတ်လေးဆိုပြီးပြန်ထွက်တယ်နော်အဲ့ဒီတစ်ဖြတ်ဖြတ်ထားခဲ့မယ်ဒါဆိုရင်ကျွန်တော်ဒီမှာတတိယက24ချိန်မှာနောက်ပေါင်းလေးတဲ့သူ့ရဲ့ရင်ဆိုင်မှာတစ်ထိပ်စီတဲ့အဲ့တော့နှစ်ဆမှာသူကနောက်ပေါင်းလေးလို့ပဲပြန်ရိုက်တယ်အဲ့တော့သူက2ချိန်မှမရိုက်တော့ဘူးနော်3ချိန်ကြာမှသူကရှည်ပေါင်းလေးလို့ပြန်ရိုက်တာအဲ့ရှည်ပေါင်းလေးရိုက်မှသူ့အောင်မှာပရိတ်လေးထွက်တာအဲ့ပရိတ်လေးထွက်ဖို့လဲသူ့ရဲ့ရင်ဆိုင်မှာ963ထောင်ပြီးတော့ခွန်3ညာ9နှစ်လို့ရိုက်မှဒီပရိတ်လေးကအောင်တာပေါ့နော်အဲ့ပရိတ်လေးလို့ရိုက်ပြန်တယ်1နှစ်3ချိန်ရဲ့အောင်မှာ4ပရိတ်ဆိုပြီးအဲ့မှာထွက်တာ6နှစ်6ပေါ့နော်အဲ့လို4ပရိတ်လို့ထွက်တာနဲ့အဲ့ဒီထဲမှာပထမဆုံး4ခါလို့ကြာရင်သူကသူ့အောင်မှာ1ပရိတ်လိုက်ထွက်တာအဲ့1ပရိတ်ရဲ့ဇောင်းမှာ9ပါတဲ့ပရိတ်လေးကျွန်တော်တို့မနစ်ကပြန်ကြဒီ line ကြီးနဲ့အဆင်ပြေခဲ့တယ်ပေါ့နော်အဲ့တော့4ပရိတ်ထိတော့ပထမဆုံး4ခါရဲ့အောင်မှာ1ပရိတ်ရဲ့ဇောင်းမှာ4ပရိတ်9ပါ4ပရိတ်တော့မှန်သွားပြီပေါ့နော်အဲ့တော့အဲ့ဒီထဲမှာဘာတွေထူးခြားတာလုပ်ထားလဲဆိုတော့ဒီထိပ်ကြီးတောင်3လုံး4တဲ့ကျွန်တော်တို့အခုပေါ့နော်ဒီ4ခါ1ပရိတ်ရဲ့နောက်တစ်နှစ်မှာလိုက်ထွက်တယ်ပေါ့နော်သူကခွန်8 9ထောင်တာဆိုတော့ဒီမှာ8ခွန်9လိုက်ထွက်တယ်နောက်ပြီးတော့သူကအဲ့နှစ်ထဲမှာဒီခွန်4ပရိတ်ပေါ့နော်နောက်ပေါင်းလေးရှည်ပေါင်းလေးလို့ရိုက်တဲ့နှစ်ထဲကစီနီယံတစ်ခွက်ပေါ့ဗျာအဲ့တော့8 9ခွန်ဆိုတဲ့ကဏ္ဍကိုသူကဒီမှာ9 8ခွန်ဆိုပြီးသူကတူညီတာလိုက်ထွက်တယ်ပေါ့နော်စီနီယံတစ်ခွက်အဲ့ဒီနောက်ပေါင်းလေးနှစ်ဆမှာနောက်ပေါင်းလေးရိုက်တဲ့ထဲစီနီယံတစ်ခွက်ပေါ့နော်အဲ့လိုထွက်တာနဲ့သူကအဲ့နှစ်ထဲမှာဘာထပ်ပြီးထူးခြားတာလုံးလဲဆိုတော့သူကတပင်း394ဆိုတဲ့ကဏ္ဍကိုဇောင်း2ပင်ကျော်တဲ့တက်တာနော်ဇောင်း2ပင်ကျော်ဒါသူကထောက်ရတော့ကျွန်တော်အဟောင်းထဲမှာဆိုတော့ဆွဲထားတာပေါ့ဗျာအဲ့တော့ဒီ493ကို2ပင်ကျော်မှာ394လို့ထွက်တော့လဲသူ့ရဲ့ဇောင်းမှာသူကပရိတ်လေးခံပြီးမှဒီတဲ့ပေါ့နော်ကဏ္ဍတူကဏ္ဍဒဲလိုက်တက်တာအဲ့လိုဒဲလိုက်တက်ပြီးမှသူ့ဇောင်းကဒီ416ဆိုတဲ့ကဏ္ဍကသူ့ရဲ့2နှစ်ကျော်မှာသူမွေးသီးဖြစ်နေလိုက်ထွက်တာပေါ့နော်641ဆိုပြီးတော့ဒါအရင်လည်းပြဘူးလေနော်641ပေါ့နော်မွေးကဏ္ဍပေါ့မွေးကဏ္ဍမေးနေတဲ့သူတွေအဲ့တော့ဒီမှာလဲသူကထိပ်ကြီးတောင်ထောင်ခဲ့တဲ့25ခွန်ဆိုတဲ့ကဏ္ဍကဒီ4ခါတိုင်း1ပရိတ်ရဲ့နောက်တစ်နှစ်မှာဒီမှာလိုက်ထွက်တာပဲနော်အဲ့တော့သူကနောက်ပေါင်းလေးလို့နှစ်ဆမှာရိုက်တဲ့နှစ်ထဲကညီကိုစီနီယံတစ်ခွက်ဆိုတော့ဒီ1နှစ်3ပေါ့နော်3နှစ်ဆိုတဲ့ကဏ္ဍကိုအဲ့နှစ်ထဲမှာသူကဒီမှာsorry 1နှစ်3ဆိုပြီးတော့သူစီနီယံလိုက်ထွက်တာပေါ့နော်အဲ့လိုထွက်တဲ့နှစ်ထဲမှာပဲသူကနောက်ထပ်ဘာထူးခြားတာရှိလဲဆိုတော့
ဒီ3နှစ်ခွန်ဆိုတဲ့ကဏ္ဍကသူ့ရဲ့အောက်နှစ်ပင်ကျော်ကနေဒဲတက်ကဏ္ဍလူကဏ္ဍပေါ့နော်ဒဲတက်တယ်အဲ့လိုတက်ဖို့သူ့စောင်းမှာတော့ပရိတ်လေးထောက်ပါလိမ့်မယ်ပရိတ်လေးရဲ့စောင်းမှာဒီ3နှစ်ခွန်ကိုတက်တာပေါ့နော်အဲ့တော့သူကအဲ့မာနေကိုသူကမကလေးဘူးသူ့စောင်းမှာဒါ4နဲ့2နဲ့4ခါ2ပိတ်ဒီ3ကိုလေးရဲ့တပင်ကျော်ပေါ့နော်အတင်းနဲ့3ချိန်မှာအဲ့တော့ဒီမှာလဲသူက3နှစ်ခွန်ရဲ့1နဲ့3ချိန်မှာ4ခါ3ပိတ်ဒါမျိုးပေါ့နော်သူ့ရဲ့စီနီယံနေအဲ့တော့သူဇောင်းကဒီ198ဆိုတဲ့ကဏ္ဍကတနည်း2နှစ်ကျော်မှာသူမွေးသီးဖြစ်နေလိုက်ထွက်တယ်198ပေါ့နော်ဒါကြိုက်တဲ့ချိန်မှာထိုးလို့ရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တတိယကန်အနေနဲ့ထိပ်သီးတောင်3လုံးထောင်ခဲ့တဲ့963ဒီဒီမှာ963ဒီမှာလိုက်ထွက်တာပဲအဲ့တော့ဟုတ်ပြီဒီမှာနောက်ပေါင်းလေးရှည်ပေါင်းလေးရရင်ဗရိတ်လေးရိုက်တဲ့နေ့ထဲကညီကိုစီနေဆိုဒီမှာ86ခွန်လဲထွက်တယ်ကျွန်တော်တို့ဒီမှာခွန်89လဲထွက်တယ်ပေါ့နော်ဒီမှာခွန်89ဒီမှာ68ခွန်ပေါ့အဲ့လိုထွက်တဲ့နေ့ထဲမှာသူကကဏ္ဍလူကဏ္ဍတက်တာကဒီခွန်89မှာသွားတက်တာဗျာဒီမှာ9ခွန်8ပေါ့နော်ခွန်89ကို9ခွန်8လို့တက်တာအဲ့လိုတက်ဖို့လဲသူစောင်းမှာ4ပရိတ်လို့ထောက်ပြီးမှဒီခွန်89ရဲ့အောက်1 2 3ချိန်မှာ4ခါတိုင်း4နောက်ပိတ်လို့ရိုက်ထားတဲ့မြင်းကုံကကဏ္ဍကိုမြင်းကုံမှာပြန်တက်တာပေါ့နော်ဒါချက်ကစားရင်တော့ဒါမြင်းကုံပဲဒါလည်းမြင်းကုံပဲအဲ့တော့ကြံနေတာကဒီခွန်89ကိုခွန်89ထွက်ထားလို့သူ့စောင်းကဒီ651ဆိုတဲ့ကဏ္ဍကတနေ့2နှစ်ကျော်မှာမွေးသည်ဆိုပြီးကျွန်တော်နှစ်စာပိုင်းနဲ့တင်ခဲ့ဘူးတယ်ပေါ့နော်တင်ခဲ့ဘူးတယ်လို့ဒီချိန်မှာအကြောင်းတိုက်ဆိုင်ရင်ပေါက်သီးဖြစ်သွားနိုင်တယ်အဲ့ဒါမှပြန်နှွေးပေးတာပေါ့နော်ဒါကအကွက်ရှိကိုပြပေးတာပါအဲ့တော့ဒီ493ဒီ2နှစ်ကျော်ကို493တက်တယ်အဲ့လိုတက်တာနဲ့သူ့စောင်းက416ဒီ2နှစ်ကျော်မှာသူမွေးသီးပြန်ပြီးတော့ဒါသူ့အဆက်အနေနဲ့လှုပ်ခဲ့ရင်ရနိုင်တာပေါ့နော်ဒါဒီမှာကျွန်တော်တို့19ချိန်မှာဒီမှာတော့ထွက်တာပဲအဲသူ့ရဲ့ရင်ဆိုင်မှာလည်းဒါ4နဲ့2နဲ့နှလုံးပေါင်း6ခဲ့တာပဲနော်မွေးကွယ်လည်းထုတ်ပြီးအောင်ဟုတ်ကဲ့ပါအခုဒီအောင်မွေးလေဒီ416ကို2နှစ်ကျော်မှာဒီမှာ641လို့လိုက်ထွက်တာပဲဒီမှာကျတော့သူကဒါကျွန်တော်198ကိုဒီ3နှစ်ခွန်2ပင်ကျော်တက်တာနဲ့ဒဲတက်တာနဲ့ပေါ့နော်ဒီ198ကို2နှစ်ကျော်မှာသူမွေးသီးထွက်တာပဲဟုတ်ပြီဒါဆိုတတိယကက်အနေနဲ့ဒီမှာကျွန်တော်ခွန်89ကိုခွန်89မိနစ်ကဒါဇောင်းတက်သွားပြီ၄ပရိတ်ရဲ့ဇောင်းပေါ့နော်သူ့ရဲ့ site man နဲ့တော့လောက်သွားပြီအဲ့တော့ဒီကြံနေတာကသူ့ဇောင်းကဒီ651ကို2နှစ်ကျော်ကိုမွေးသီးထွက်ဆိုပြီးတော့ကျွန်တော်နှစ်စာပိုင်းနဲ့လည်းတင်ဘူးတယ်ပေါ့ဗျာမင်္ဂလာပါကိုဟုတ်ကဲ့ပါအဲ့တော့မွေးကနန်းအနေနဲ့ဒီ site မှာဆိုတာ651ကျွန်တော်နှစ်စာပိုင်းနဲ့တင်ဘူးတယ်ပြောင်းနေတဲ့9 break ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အကျဉ်းရအနေနဲ့တော့အဲ့နှစ်ထဲမှာနော်ကျွန်တော်ဒီမှာ2ပင်ကျော်တက်ပေါ့ဗျာဒီ493ကို2နှစ်ကျော်တက်တာနဲ့သူကောင်းမှာ4 break ထောက်ဒီမှာ42နဲ့ထောက်ပြီးမှဒီ394ကိုထွက်တာပေါ့နော်အဲ့နှစ်ထဲမှာလည်းသူကနောက်ပေါင်းလေးနဲ့ပတ်သက်လို့ဒီမှာ95နောက်ပေါင်းလေးနဲ့သူကနှစ်ပေါ့နော်နောက်ပေါင်းလေး2ကြိမ်ပဲရိုက်တာအဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာကျတော့သူ4ကြိမ်မှာရှည်ပေါင်းလေးရိုက်တယ်ဟုတ်ပြီနော်ရှည်ပေါင်းလေးရိုက်တယ်ရှည်ပေါင်းလေးလို့ရိုက်ပြီးတော့ဒါကျွန်တော်ကျန်တာတွေတော့မပြောတော့ဘူးလေရှည်ပေါင်းလေးရိုက်တာဘောနော်တူညီတာလေးတွေပြပေးတယ်အဲ့တော့သူက14ကြိမ်မှာ12ကြိမ်မှာသူ4ထိပ်စီးလို့သူရိုက်လိုက်တယ်12ကြိမ်မှာ4ထိပ်စီးလို့ရိုက်တယ်4ထိပ်စီးလို့ရိုက်ပြီးတာနဲ့သူ့အောင်မှာသူကတပင်ကျော်မှာပေါ့နော်ဒီ438ဆိုတဲ့ကဏ္ဍကတနည်း2နှစ်ကျော်ကနေလာတာဗျဒီမှာ483ကို438လို့လိုက်ထွက်တာဒါအကွက်ရှုကိုပြတာပေါ့နော်2နှစ်ကျော်ကဏ္ဍဒါသူ့ထောက်ကလည်း4ထိပ်စီးလေးသူတည်ထားခဲ့တယ်ပေါ့နော်အဲ့ဒီမှာလဲဒုတိယကတ်မှာသူက3ခုနှစ်ကို3ခုနှစ်2ပင်ကျော်တက်တယ်အဲ့နှစ်ထဲမှာလဲသူကနောက်ပေါင်းလေးနဲ့ပတ်သက်လို့ပေါ့နော်ဒီမှာ34မှာနောက်ပေါင်းလေးတစ်ချိန်95မှာနောက်ပေါင်းလေး2ချိန်ရိုက်တယ်ပေါ့နော်အဲ့နောက်ပေါင်းလေးကသူ့ရဲ့နောက်တစ်နှစ်စ4ချိန်မှာရှည်ပေါင်းလေးလို့ရိုက်တယ်အဲ့နှစ်ထဲမှာသူကဒီ12ချိန်မှာ4ထိပ်စီးလို့သူတည်တယ်ဗျတည်ပြီးတော့ねသူ့ရဲ့အောက်ပင်ကျော်မှာထွက်တဲ့ဒီ391ဆိုတဲ့ကဏ္ဍကတနေ့2နှစ်ကျော်ကနေပြီးတော့အကွက်ရွှေ့ရပါပေါ့နော်ဒါအကွက်ရွှေ့တာကိုပြပေးတာပေါ့ဟုတ်ပြီနော်အကြိုက်နှစ်တန်နဲ့3ပြုပေါ့ဒါဆိုတတိယကက်အနေနဲ့ခွန်89ကို9ခွန်8လို့2နှစ်ကျော်ကိုတက်ပြီးသူ့ရဲ့ဇောင်းမှာလည်းဒါ4မိနစ်ထောက်တယ်ပေါ့နော်အဲ့ဒီထဲမှာလည်းသူနောက်ပေါင်းလေးနဲ့ပတ်သက်လို့ဒီ3ခွန်ခွန်နောက်ပေါင်းလေးနဲ့ကျွန်တော်တို့895နောက်ပေါင်းလေး2ကြိမ်ပဲအတိအကျသူရိုက်ခဲ့တာပေါ့နော်အဲ့လိုရိုက်ပြီးမှသူ့ရဲ့နောက်တစ်နှစ်ကျွန်တော်တို့ဒီ4ကြိမ်မှာရှည်ပေါင်းလေးဆိုပြီးသူ4တန်အဲ့မှာစရိုက်တာပေါ့လေရှည်ပေါင်းလေးပေါ့နော်အဲ့တော့အဲ့4တွေကိုပဲကျွန်တော်တို့ကဒီ12ကြိမ်မှာ4ထိပ်စီးလို့သူတည်ထားလို့သူ့ရဲ့အောက်တပွဲကျော်14ကြိမ်မှာ4ကြောင်14ကြိမ်မှာပေါ့နော်အဲ့တော့2နှစ်ကျော်ကဏ္ဍဆိုပြီးကျွန်တော်ယူထားတာအဲ့တော့ဒီ991ကိုကျွန်တော်ဝိုင်းထားတာအဲ့တော့ကျန်တဲ့ကဏ္ဍကြိုက်နှစ်တန်ရဲ့အသုံးပြုပေါ့နော်ကျွန်တော်တော့ဒါ2023နဲ့2နှစ်ကျော်ကဏ္ဍကိုကြိုက်နှစ်တန်ရင်မိမိကြိုက်နှစ်တန်တဲ့ကဏ္ဍပါရင်အသုံးပြုပေါ့နော်
အဲ့တော့ကျွန်တော်ဒီ9တစ်ကိုပထမဆုံးအနေနဲ့ဝိုင်းထားလိုက်တယ်ဘာလို့လဲဆိုတော့ तू ကကျွန်တော်တို့ကအထောက်ကိုအများကြီးဒီတလိုင်းနဲ့ကနေတော့အများကြီးချုပ်မထားဘူးပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ရင်ဆိုင်မှာဘရိတ်တူဘရိတ်ထောက်နေတယ်9ဘရိတ်ကို9ဘရိတ်ထောက်ပြီးမှဒီ9ဘရိတ်ကိုကျွန်တော်တို့ကဒါ2နှစ်ကျော်မှာ14ချိန်မှာလိုက်ထွက်တယ်ဆိုပြီးတော့ယူဆထားတာပေါ့နော်အဲ့တော့ဒီမှာလဲသူကဒီ4ထိပ်ဒီ12ချိန်မှာ4ထိပ်ဒီတည်ပြီးတော့ကျွန်တော်14ချိန်မှာထွက်တဲ့3ကိုထောက်ထားတာပေါ့နော်ရိုးရှင်းလေးပဲယူလိုက်တော့ခွန်တင်9ဘရိတ်3ကို9 3တစ်ဘရိတ်3ထောက်ပြီးမှ2နှစ်ကျော်မှာလိုက်ထွက်ပေါ့ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီနေရာမှာသူက2ချိန်မှာ4ထိပ်ဒီတည်ပြီး14ချိန်မှာထွက်မဲ့ကဏ္ဍဒီသူ့ရဲ့ဘယ်ဘက်2နှစ်ကျော်ကဆိုရင်2023ထဲမှာဗရိတ်ထက်တူတာဇလန်းကစလာပြီလို့လို့ကြည့်တဲ့သူတော့ရော့သွားပါပဲလို့အဲ့တော့2023ထဲမှာ2020နဲ့2003ကနန်းဗရိတ်တူတဲရိုက်တာပေါ့နော်ကျွန်တော်ဒီတင်5ကို9တစ်ကိုရိုက်တယ်ဒီမှာ1ဗရိတ်ဒီ6ဗရိတ်ပေါ့နော်1ဗရိတ်2ဗရိတ်4ဗရိတ်3ဗရိတ်1ဗရိတ်8ဗရိတ်ပေါ့နော်ဒီမှာ9ဗရိတ်6ဗရိတ်3ညဗရိတ်9ဗရိတ်5ဗရိတ်ပေါ့နော်2ဗရိတ်3ညဗရိတ်3ဗရိတ်2ဗရိတ်6ဗရိတ်1ဗရိတ်5ဗရိတ်ဗရိတ်တူတာကတော့ဒီတစ်ခွက်ပဲရှိတာဗျအဲ့တော့ရင်းတိုင်းကဗရိတ်တူဗရိတ်ရိုက်တာဒီတစ်ခွက်ပဲရှိတာပေါ့နော်အဲ့တော့ဒီတစ်ခွက်ထဲကပဲကျွန်တော်တို့အကျိုးပြုကောင်းမယ်ဆိုရင်တော့ဒီတစ်ခွက်ထဲနဲ့လည်းကျွန်တော်တို့ပေါက်သီးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ line မကောင်းလို့နောက်ထပ်ပြရမယ်အဲ့ကဏ္ဍကိုအာရန်ပြီးတော့အော့ပေါ့ဗျတစ်ခါဆက်တာပေါ့နော်အဲ့တော့ line လေးကြာတော့လေးတစ်ဖြက်ပြန်လိုက်အောင်မယ်ဒါကတော့ကျွန်တော် site တော့မပြတော့ဘူးဘာလို့လဲဆိုကျွန်တော်ပြနေကြ line တွေပေါ့နော်9နှစ်ချ line 1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ချပေါ့နော်ဒီမှာခွခွန်ဒါပထမဆုံးခွခွန်ပေါ့ဗျအဲ2018ခုနှစ်မှာပေါ့နော်ပထမဆုံးခွခွန်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ချဒီမှာခွ8ပေါ့နော်ပထမဆုံးခွ8 2000နဲ့ကျွန်တော်တို့10ပေါ့နော်2010မှာဒါခွ8ကပထမဆုံးရိုက်တာအဲလိုရင်းတူရှင်းဘာလို့ဆို line အားနာတယ်ကျန်တဲ့ site ကကျွန်တော်ပြနေရပါနော်ဒီမှာ308ပထမဆုံးခွာ8ရိုက်တယ်အဲ့လိုရိုက်တာနဲ့သူ့အောင်မှာထွက်တဲ့ဒီခွန်9 3ခွန်309ခွန်ပေါ့နော်ဒီ309ခွန်ဒီတနေ့2နှစ်ကျော်ကနေပြီးတော့သူကွက်ရွှေ့ထားတာ939ခွန်ကို309ခွန်ဆိုပြီးသူရွှေ့တာပေါ့နော်ဒီမှာလည်းပထမဆုံးခွခွန်ပေါ့နော်ဒီမှာပထမဆုံးခွခွန်3နှစ်လေးမှာခွခွန်စရိုက်တယ်အဲ့လိုရိုက်တဲ့သူ့အောက်ကဒီ639နှစ်ကလည်းတနေ့2နှစ်ကျော်ကနေပြီးတော့သူကွက်ရွှေ့တယ်လိုရင်းပေါ့ဗျာလိုရင်းတူရှင်းဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာတတိယကက်အနေနဲ့ဒီမှာခွာ6ဆိုပြီးတော့ဒါပထမဆုံးရိုက်လာတယ်အဲ့တော့သူ့အောက်မှာထွက်မဲ့ကဏ္ဍဒီတနေ့2နှစ်ကျော်ကကဏ္ဍဆိုပြီးတော့2023ရဲ့ကဏ္ဍဆိုပြီးတော့ကျွန်တော်ကြိုက်တာပေါ့နော်နှစ်သက်တာပေါ့အိုင်ဒီယာမှာကျွန်တော်ကယူထားတာတော့ဒါ9တစ်ကို951ပေါ့နော်951ကိုတဲကိုယူထားတာဟုတ်ပြီအဲ့တော့အဲ့မှာလည်းကျွန်တော်တို့ဒီ site ကိုတစ်ဖြတ်ထားလိုက်မယ်ဖြတ်ပြီးတာနဲ့ကျွန်တော်တို့ဗရိတ်9နဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်လေ့လာမိတဲ့ဟာလေးမျှဝေပေးတာကျွန်တော်ဒီဘက်ကဗရိတ်9ရဲ့ဒီပြင်ဗရိတ်တစ်ခုရဲ့ကျွန်တော်အကြိုက်ပေါ့နော်ဗရိတ်က2မျိုးပဲကျွန်တော်အဓိကသုံးတယ်အဲ့တော့မထွက်သေးတဲ့ဗရိတ်ကိုအဓိကထားပြီးဒီဘက်မှာကြိုက်တယ်မထွက်သေးတဲ့နောက်ပိတ်မထွက်သေးတဲ့ဗရိတ်ပေါ့နော်ဒီနှစ်ထဲမှာမထွက်သေးတဲ့ဗရိတ်မထွက်သေးတဲ့နောက်ပိတ်အဲ့ဒါမျိုးကိုကျွန်တော်တို့ပေါ်ကြဒီကောင်ကတော့မဟုတ်ဘူးတရားဝေကနေအပေးနေပါလေကျေးဇူးပါဗျာလိုက်လေးတွေလက်မလေးတွေတဲလေးတွေ share လေးတွေလည်းလုပ်ပေးလို့ရပါတယ်ကျွန်တော်ဒီ69ကနေပေါ့နော်ကျွန်တော်တော့ဒီနေ့ညနေမှကျွန်တော်စစ်တာဆိုတော့ဒါကြံကောင်းလဲကြံနိုင်တယ်ကြံသွားခင်လည်းကိုယ့်အကူတော့ဖြည့်ကြည့်ပေါ့နော်အဲ့တော့ဒီ80ခုနှစ်မှာစပြီးတော့ဒီ9ဗရိတ်ပေါ့နော်9ဗရိတ်အဲ့ဒီထဲမှာ9ဗရိတ်ဒီပြန်ကြတယ်ပေါ့နော်9ဗရိတ်တိုင်းကိုကျွန်တော်လိုက်ကြည့်တာပေါ့အဲ့တော့9ဗရိတ်ပြန်ကြလို့အဲ့9ဗရိတ်ပြန်ကြတာနဲ့သူ့ရဲ့2နှစ်ကျော်မှာ9ဗရိတ်ဒီလုံးဝမပြောက်ဖဲနဲ့9ဗရိတ်လို့ထွက်လာရင်9ဗရိတ်လို့ထွက်လာရင်အဲ့839ခွန်ကထိတယ်ဗျဒီ839ခွန်ကို348မှာကီးဖြစ်နေသုံးလို့ရတယ်ဗျဒါကတော့နှစ်ရှည်ဆိုတော့ဒါကဏ္ဍချုပ်ဖို့ကြတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့839ခွန်ဒီသူထိတဲ့ကဏ္ဍ9ဗရိတ်တစ်ခွက်လိုက်ကိုလိုက်တာပေါ့နော်ဒါလေးလည်းမှတ်ထားဖို့ဗျအသုံးပြုခြင်းလည်းအသုံးပြုပေါ့နော်ကြည့်တဲ့လူတော့100ကျော်ပါလေ50ကျော်ဆိုနည်းသွားလားဒီမှာဒုတိယမြောက်9ဗရိတ်ပေါ့နော်အဲ့နှစ်ထဲမှာတစ်နှစ်ထဲမှာ9ဗရိတ်ပြန်ကြတယ်ဒီမှာပေါ့နော်3ည5 3ညကို3ည5လို့ပြန်ကြတာနဲ့သူ့ရဲ့2နှစ်ကျော်မှာ9ဗရိတ်ပေါ့နော်9ဗရိတ်ဆိုတော့ဒီမှာကြည့်လိုက်ပေါ့85မှာ9ဗရိတ်ပါထွက်တယ်ဒီမှာ3ည96ဆိုပြီးတော့9ဗရိတ်ထွက်တယ်
အဲ့တော့ဒီ3.3.5က2နှစ်ကျော်မှာ5ဘရိတ်ထွက်တဲ့အချိန်မှာထိတာပဲဟုတ်ပြီနော်ကြီးဖြစ်နေ3ပေါ့ဗျာဒါ3တက်ရင်ဆေးလည်းဖြစ်သွားနိုင်တယ်နော်ထိုင်းကနေကြည်နေတယ်တိုင်ရောတယ်ဟုတ်ကဲ့ပါ8.5ထိုးမလို့အာတင်ထားတယ်ကျွန်တော်တော့ထိုင်းတီကို158 89လေး158ပေါ့နော်စာကျွန်တော်ဟိုဘက်မှာကြံခဲ့တယ်စာရောက်ကနောက်ပြီးတော့ရတဲ့ထိုးရတာပေါ့ဒီနေ့မှလာရောက်တာဆိုတော့ရတဲ့ရထိုင်းတီ2ဆောင်တော့ထိုးထားလိုက်တယ်ဗါလေတခုက611 106 106ကတော့ကျွန်တော်ရွေးပြီးမှခွန်ခါတိတ်မကြိုက်ဘူးထိုးပြီးတော့လည်းထားလိုက်တော့တာပေါ့နော်ကန်ပေါ့ရှေ့ဘေးတိုက်တော့တွတ်တွေပါလိမ့်မှာညှို့လို့ရတာပေါ့အဲ့တော့ဒီမှာ3ချိန်မြောက်ပေါ့နော်86မှာ5ဘရိတ်ပြန်ကြတယ်ဒီမှာအဲ့လိုကြတာနဲ့သူကနေပြီး2နှစ်ကျော်မှာ5ဘရိတ်ပေါ့နော်5ဘရိတ်ဆိုတော့သူကဒီမှာပထမဆုံးထွက်တဲ့5ဘရိတ်မှာသူဒီတစ်ခုပဲမထိတာနော်ဒီ438ကိုမထိဘူးဒါပေမဲ့အဲ့5ဘရိတ်ကဒီ438ထိတဲ့5ဘရိတ်အဲ့နဲ့တည်းမှာထွက်တယ်ဒီမှာ938ပေါ့နော်အဲ့ကြမှာသူကသွားထိတယ်ပထမဟာတွေမှာပထမဆုံးထွက်တာနဲ့ဒီ839ခွန်ဒီ839ခွန်ထိတယ်395 3ဒီ3996မှာထိတယ်အဲ့တော့ဒီ438တခုပဲသူမထိတာနော်ပြန်ညားတွေထဲမှာအဲ့တော့ဒီမှာ438ကတော့ပထမဆုံးထွက်တဲ့ဟာကသူက2နှစ်ကျော်မှာ369ပေါ့နော်936သူ့အောင်နောက်တစ်ခါထွက်တဲ့ချိန်မှာ938ကိုထိတယ်အဲဒါလေးကိုပြန်မျှပေးတာပေါ့နော်တပြင်လုံးမှာပေါ့ကလန်နာတပြင်လုံးမှာ5ဘရိတ်ပြန်ညားကြတယ်ဒီမှာ5ဘရိတ်နောက်တစ်ခါပြန်ညားကျွန်တော်86မှာပေါ့နော်96အဲ့96ဒီပြန်ကြ5ဘရိတ်ကြတယ်ကြတာနဲ့သူ့ရဲ့2နှစ်ကျော်ဆိုတော့ကျွန်တော်တို့ဒီ89မှာပေါ့နော်5ဘရိတ်ဘယ်မှာပြန်ထွက်လဲဆိုတော့ဒီမှာ933မှာထွက်တယ်ပေါ့နော်933မှာထွက်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာ38ခွန်မှာလဲသူခွန်ထိတာပဲပေါ့နော်ထိကိုထိတယ်ဗျာဒီနောက်ပြီးတော့ဒီမှာဒီ8နဲ့5ဆိုလဲဒါနှစ်တည်ထိတာပဲနော်အဲ့တော့ကီးအနေနဲ့သုံးမယ်ဆိုဒီနှစ်ထဲမှာ5ဘရိတ်နဲ့ပတ်သက်လို့ဒီ159ကနေထိပြီးမှထွက်မယ်လို့လဲယူဆထားတာပေါ့နော်အဲ့တော့4ခွန်4ဒီအဲ့ဒီထဲမှာဘရိတ်5ပြန်ရကြလို့2နှစ်ကျော်မှာဘရိတ်5ထွက်တဲ့ချိန်မှာဒီမှာခွန်80မှာ4ခွန်4ကခွန်ကိုထိလာတာပဲနော်အဲ့တော့လိုရင်းတို့ရှင်းပါပဲဒီမှာ8နဲ့5ပြန်ရကြ2နှစ်ကျော်မှာဒီ5ဘရိတ်ထွက်တော့သူက5ဘရိတ်ထွက်တော့ဒီမှာ26ခွန်မှာပေါ့နော်နှစ်ထိလာတာပဲဒါထိတာလေးဝယ်ပြတာပါဘာမှတော့မဟုတ်ဘူးပေါ့နော်တမန်ငါရှန်ငါလေးပါပဲအဲ့တော့2000ခုနှစ်မှာလဲ311ဘရိတ်ဒီမှာ311ဘရိတ်လို့ထွက်တယ်အဲ့တော့2နှစ်ကျော်မှာသူ1ဘရိတ်ထွက်တော့ဒီခွန်တက်မှာပေါ့နော်အပေါ်မှာတော့မရှိဘူးမှတ်တာပဲခွန်တက်မှာသူအဲ့မှာတက်လာပြီးတော့ပြီးဖြစ်နေထိပေးတာပဲပေါ့နော်အော်ဒီမှာတတိယကတ်အနေနဲ့sorry ကတ်တွေအများကြီးပေါ့နော်ဒီမှာပါဇက်ထဲစောရောနေလို့ပေါ့ဒီ964ကိုပြီးပြန်ရကြတော့လဲ2နှစ်ကျော်မှာ5ဘရိတ်စကြတော့ဒီ456ကိုတော့ကနန်းတက်ပြီးသေးတာပေါ့နော်ဒီမှာလဲသူက395ကို900လို့ပြန်ရကြရတယ်2နှစ်ကျော်မှာလဲသူ5ဘရိတ်ထွက်တော့2015မှာပေါ့နော်ဒီမှာ9ခွန်3မှာ9ပြန်တည်လာတော့အဲ့တော့ဒီမှာလဲသူက6309ဒီပြန်ရကြတာပေါ့နော်အဲ့တော့ပြန်ရကြတာနဲ့သူကနေ2နှစ်ကျော်ရင်သူကဒီမှာ456မှာသူ5ဘရိတ်ပြန်စကြတာအဲ့တော့လဲသူ6ထိတာပဲဒီမှာလဲသူက96ဒီပြန်ရကြတာပေါ့နော်အဲ့96ဒီ2နှစ်ကျော်မှာ5ဘရိတ်ကြတော့258မှာသူထိလာတာပဲထိတဲ့ကနန်းထွက်ကိုထွက်တာပေါ့ဗျာပြောချင်တာတော့ကနန်းကတော့ကျေတယ်ဒါပေမဲ့ပိုကီးအနေနဲ့3ပြလို့ရတယ်ပေါ့နော်ဒီ2023မှာ5ဘရိတ်ပြန်ကြဆိုပြီးသူဒါနောက်ဆုံးကြာလာတာပေါ့နော်5ဘရိတ်ပြန်ကြအဲ့တော့2နှစ်ကျော်မှာကျွန်တော်တို့က5ဘရိတ်လို့ထွက်ရင်ဒီ159ထိတဲ့5ဘရိတ်159သုံးမဟုတ်ပေါ့နော်အဲ့လိုမျိုးလာပြီးတော့跳နိုင်တယ်ဆိုတာကိုပြပေးတာပေါ့နော်အဲ့တော့ကျွန်တော်ကနောက်ဒီပွဲမှာကနောက်ပိတ်တစ်လုံးနဲ့ဘရိတ်ပဲပြကျင်တာဆိုတော့ဒါဆိုရင်ဒီ line လေးနဲ့ချုပ်လိုက်မယ်ဆိုရင်ဒါပေါက်ပြီးဖြစ်သွားနိုင်တယ်လို့ယူဆတာလို့ပေါ့နော်ပေါက်ပြီးဖြစ်သွားနိုင်တယ်လို့ယူဆထားလို့ပါလို့ဒီကောင်လေးကတော့ဆွဲပြီးသားနဲ့ပဲပြလိုက်တော့မယ်ဆွဲပြီးသားနဲ့ပဲပြလိုက်တော့မယ်နှစ်ဥတစ်ချိန်မှာရှည်ပေါင်း6တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်ကြာရှည်ပေါင်း6တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်ကြာရှည်ပေါင်း6ဒီကောင်ကတော့ရှုပ်တယ်ဗျရှုပ်တော့တေချာတော့ရှင်းရမယ်နော်ရှည်ပေါင်း6ပရိတ်3လို့ရိုက်တယ်ရှည်ပေါင်း6ပရိတ်3လို့ရိုက်တယ်ရှည်ပေါင်း6ပရိတ်5လို့ရိုက်တယ်နက်ခတ်နဲ့လေတယ်နော်နက်ခတ်နဲ့ဒီကောင်ကနက်ခတ်နဲ့ကစားတယ်3ကြိုက်မှလည်းကြည့်ပေါ့နော်နှစ်ဦးမှာရှည်ပေါင်း6သူ့ရဲ့ဘေးမှာပရိတ်3ဒီမှာရှည်ပေါင်း6သူ့ရဲ့ဘေးမှာပရိတ်3ဒီမှာရှည်ပေါင်း6သူ့ရဲ့ဘေးမှာနက်ခတ်နဲ့5ပရိတ်လို့လဲတယ်ဟုတ်ပြီအဲ့တော့ကြာ तू ကဘာတွေလုံးလုံးလဲဆိုတော့တဲ့ तू ကဒီရှည်ပေါင်း6ရိုက်တဲ့နှစ်ထဲ18ကြိမ်မှာတစ်ထိပ်စီးနဲ့ပရိတ်ရှည်လို့ရိုက်တယ်တစ်ရဲ့နက်ခတ်ပရိတ်ရှည်6ပါဝါတစ်ထိပ်လို့ရိုက်တယ်6ပါဝါတစ်ထိပ်စီးအဲ့တော့တစ်ထိပ်စီးနဲ့ပရိတ်ရှည်အဲ့ပရိတ်ရှည်ကိုမှ तू ကဒီနောင်နှလုံးပေါင်းခွန်ကိုဒီ3နဲ့4နဲ့နှလုံးပေါင်းခွန်ပြီးမှ3 4 1နဲ့8ကို1 9 8လို့
ပရိတ်ရှစ်လို့ရိုက်တယ်နော်အဲ့တော့တစ်ထိပ်စီးနဲ့ပရိတ်ရှစ်ဒါကပရမတကက်ပေါ့နော်အဲ့ဒုတိယကရှည်ပေါင်း6ပရိတ်3အဲ့ရှည်ပေါင်း6ရိုက်တဲ့နေတဲ့18ကြိမ်မှာတစ်ထိပ်စီးနဲ့ပရိတ်ရှစ်လို့ရိုက်တယ်တစ်ထိပ်စီးရိုက်လို့တစ်ရဲ့နက်ခတ်ပရိတ်ရှစ်ဟုတ်ပြီနော်6ပါဝါတစ်ထိပ်လို့ရိုက်တယ်6ထိပ်စီးရဲ့ပါဝါ18ကြိမ်မှာတစ်ထိပ်လို့ရိုက်ပြီးတာနဲ့ဒီနောက်ပေါင်းခွန်ကို1နဲ့6နဲ့နှလုံးပေါင်းခွန်ပြီးတော့1 6 1နဲ့3လုံးပေါင်းချင်း8လို့ရိုက်တယ်3လုံးပေါင်းချင်း8လို့ရိုက်မှဒီပရိတ်8လို့1ရဲ့နက်ကပရိတ်8ဝင်လာတာပေါ့ဗျာဟုတ်ပြီနော်အဲ့မှာဒုတိယကဒါဆိုရင်တတိယကဒီမှာနှစ်ဦးတစ်ချိန်မှာရှည်ပေါင်း6သူ့ရဲ့ရင်ဆိုင်မှာနက်ခတ်နဲ့ပရိတ်9လို့ရိုက်တယ်3 3 5လို့လှည့်ပေါ့နော်အဲ့တော့ရှည်ပေါင်း6လို့ရိုက်တဲ့နှစ်ထဲမှာသူက18ကြိမ်မှာတစ်ထိပ်စီးနဲ့ပရိတ်8မဟုတ်တော့ဘဲနဲ့8ထိပ်စီးနဲ့ပရိတ်1လို့ရိုက်တယ်အဲ့တော့8ထိပ်စီးဝင်ဖို့လဲသူ့ရဲ့အပေါ်မှာ3ရဲ့ပါဝါ8ထိပ်လို့ရိုက်တယ်16ကြိမ်မှာ3ထိပ်ရဲ့အောက်ဆောင်မှာ18ကြိမ်မှာ8ထိပ်လို့ရိုက်တယ်8ထိပ်စီးနဲ့ပရိတ်1ဖြစ်လို့တဲ့သူ့ရဲ့ရင်ဆိုင်မှာ6ထိပ်နဲ့9ထိပ်နဲ့ဒီ8ထိပ်နဲ့ပေါင်းမှာ1လို့ဖြစ်တယ်အဲ့1ကိုပရိတ်1လို့ပြန်ရိုက်တယ်နားတော့နားလဲမယ်ပါနော်ဟုတ်ပြီအဲ့တော့အဲ့သူ့အောက်လေးကိုတခါကျွန်တော်ပြန်ရှင်းခဲ့အောင်မယ်သူ့ရဲ့အောက်မှာပေါ့နော်သူကနေသွားမယ်ဆို1 2 3ကြိမ်ရဲ့ဘေးမှာ9နောက်ပိတ်တဲ့1 2 3ကြိမ်ရဲ့ဘေးမှာ9နောက်ပိတ်တဲ့ဒီ1 2 3ကြိမ်ရဲ့ဘေးမှာ9နောက်ပိတ်တဲ့အညီလဲရိုက်တယ်အဲ့တော့9နောက်ပိတ်ရိုက်တဲ့နှစ်ထဲမှာတဲ့သူကအပေါ်မသွားသေးဘူးเนาะအောက်မှာပဲရှင်းခဲ့မယ်20ကြိမ်မှာထွက်တဲ့6ကူးလေးဒီတဲ့တစ်နှစ်2နှစ်ကျော် sorry တစ်နှစ်2နှစ်3နှစ်ကျော်က6ကူးလေးပါတဲ့လေးတစ်လုံးပါတယ်ခဏပေါ့နော်20ကြိမ်မှာထွက်တဲ့အဲ့တော့ဒီမှာသူကဗရိတ်ရှစ်9နောက်ပိတ်သူ့ရဲ့အောက်20ကြိမ်မှာထွက်တဲ့8လေးတွေဒီတစ်နှစ်2နှစ်3နှစ်ကျော်က834ပါတဲ့ဒီ line ကို834ထိုးရင်ကုန်မှာပေါ့အခုနှစ်ထဲပေါ့နော်ဟုတ်ပြီဒါဆိုတတိယက8ထိပ်စီးနဲ့ဗရိတ်1လို့ရိုက်တာနဲ့သူ့ရဲ့မြင်းကုန်မှာ9နောက်ပိတ်တဲ့အဲ့နှစ်ထဲ20ကြိမ်မှာ4ပါတဲ့တစ်နှစ်2နှစ်3နှစ်ကျော်ကကဏ္ဍကိုရွှေ့တယ်တဲ့ဟုတ်ပြီနော်အဲ့လိုရွှေ့ရုံနဲ့တဲ့သူကမပြီးသေးဘူးကျွန်တော်တို့20နဲ့ကျွန်တော်တို့2ကြိမ်မှာ4ခါတဲ့ဝီမှောက်ခုံ3လို့ရိုက်တယ်နှစ်ဦးကပရိတ်3ကို3ပြန်ရိုက်တာနော်ဒီနှစ်ဦးကပရိတ်3ကို3ပြန်ရိုက်တာဝီမှောက်ခုံနဲ့3တာဟုတ်ပြီဒီမှာလဲသူက9နောက်ပိတ်20ကြိမ်မှာ4ပါတဲ့3နှစ်ကျော်ကဏ္ဍရွှေ့ပြီးတာနဲ့20နဲ့2ကြိမ်မှာ4ခါတိုင်းနဲ့944ဆိုပြီးဝီမှောက်ခုံနဲ့နှစ်ဦးက3ကို3ပြန်ရိုက်တာနော်နှစ်ဦးကပရိတ်3ကို3ပြန်ရိုက်တာဟုတ်ပြီဒါဆိုတတိယကဒီ8ထိပ်စီ1ပရိတ်မလို့သူ့ရဲ့မြင်းကုန်မှာ9နောက်ပိတ်ပိတ်တယ်20ကြိမ်မှာ4ပါတဲ့3နှစ်ကျော်ကဏ္ဍရွှေ့တယ်အဲ့လိုရွှေ့ပြီးတာနဲ့22ကြိမ်မှာ4ခါတိုင်းလို့ရိုက်ပြီးတာနဲ့ဝီမှောက်ပုံ9လို့ရိုက်တယ်နှစ်ဦးကပရိတ်9ကို9ခွန်9ပရိတ်9ကိုဒီမှာ843နဲ့9ပြန်ထည့်တယ်ဟုတ်ပြီနော်အဲ့မှာ9လို့ထည့်တယ်ဟုတ်ပြီအောက်မှာပဲကျွန်တော်တက်လက်စားလည်းပြီးအောင်ရှင်းမယ်နော်ဒီတစ်ထိပ်စီးနဲ့ပရိတ်8ဖြစ်လို့တဲ့ဒီကျွန်တော်တို့ဝီမှောက်ခုံနဲ့ပေါ့နော်3လုံးပေါင်းချင်း3လို့ရိုက်တယ်4ခါရဲ့ဘေးပေါ့ဗျာ4ခါရဲ့ဘေးမှာသူက3ည2 9ဆိုပြီးတော့ခါ3လုံး1လို့ထောင်းတယ်ဒီတစ်ထိပ်စီးကြောင့်ခါ3လုံး1လို့ထောင်းတယ်အဲ့တော့ဒီပရိတ်8ကြောင့်9နောက်ပိတ်6ခါတိုင်းခွန်ခါနဲ့9 6ခွန်ဆိုပြီး3လုံးပေါင်းချင်း8လို့ရိုက်တယ်အဲ့တော့ဒီပြကျင်တာကဒီအစိမ်းရောင်3ည2 9ဆိုတဲ့ကဏ္ဍကနောက်တစ်နှစ်မှာမွေးကဏ္ဍထွက်တာကိုပြကျင်တာ9 3ည2နဲ့3ည2 9ပေါ့နော်ဒါအောက်ကိုပဲအရင်ရှင်းတာအပေါ်မှာကျန်နေတယ်အဲ့တော့အောက်ကိုအရင်သွားနေတာနော်ဟုတ်ပြီဒါဆိုဒုတိယကတစ်ထိပ်စီးနဲ့ဗရိတ်8ထွက်လို့သူ့ရဲ့မြင်းကုန်မှာ9နောက်ပိတ်20ကြိမ်မှာ3နှစ်ကျော်4ပါတဲ့ကဏ္ဍထွက်သူ့အောက်22ကြိမ်မှာ4ခါတိုင်းနဲ့ဝီမောက်ခုံ3ဖြစ်ပေါ့နော်အဲ့တော့သူ့ရဲ့ရင်ဆိုင်မှာခါတောင်3လုံး20ကြိမ်ကနေ22ကြိမ်ဒီခါတောင်3လုံး9နှစ်နဲ့1ဖြစ်တာနော်အဲ့ဒီတစ်ထိပ်ကြောင့်9နှစ်နဲ့1ဖြစ်တာဒီဗရိတ်8ကို2နောက်ပိတ်2ခါတိုင်း4ခါနဲ့2နှစ်4နဲ့8ဖြစ်တာအဲ့တော့ဒီ9နှစ်ဆိုတဲ့ကဏ္ဍကနောက်တစ်နှစ်မှာလိုက်ပြီးတော့မွေးပြီးပေါက်တယ်2နှစ်ခွန်ကျွန်တော်မှန်ပါတယ်မမွေးလို့တာမရတာเนาะကျွန်တော်ပြရတယ်အဲ့ကောင်2လိုင်း3လိုင်းလောက်ပြရတယ်ဟုတ်ပြီဒါဆိုတတိယက8ထိပ်စီးနဲ့ဗရိတ်တဲ့အဲ့8ကိုသူ့ရဲ့မြင်းကုန်မှာ9နောက်ပိတ်ရိုက်ဒီ8ကြောင့်ဒီ24ကြိမ်20ကြိမ်မှာ4ပါတဲ့3နှစ်ကျော်ကဏ္ဍရိုက်ပေါ့နော်22ကြိမ်မှာ4ခါနဲ့ဝီမောက်ခုံ9ဖြစ်2ဦးက9ဦးเนาะအဲ့တော့ဒီ4ခါရဲ့ဘေးမှာ20 21 22မှာခါ3လုံး9 4 5နဲ့8တာဒီ8ထိပ်စီးကြောင့်ခါ3လုံး8တာ20နှစ်ကြိမ်ကနှစ်နောက်ပိတ်ရဲ့6ခါရဲ့3ညခါရဲ့နှစ်3ည9က1လို့ဖြစ်ထားလို့945ဆိုတဲ့ကဏ္ဍကနောက်တစ်နှစ်ကိုမွေးဆိုပြီးတော့ကျွန်တော်တင်ထားတာကျွန်တော်အကြိမ်ဖန်ကားတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီနေရာမှာအကြိုက်ဆော့ခဲ့တာအကြံတဲ့ကြိမ်တွေမှာတော့ကျွန်တော်မပြောခဲ့ဘူးပေါ့နော်နှစ်ဦးကနေအိုက်ဖိုင်တင်ထားတာကျွန်တော်မှန်ပါတယ်မှာရှိတယ်ပေါ့နော်
နှစ်ဦးကနေကအိုက်ဖိုင်အခုချိန်ကြီးရှိသေးတယ်မာမာကောက်မှာပေါ့နော်ဒါ645ဒီနှစ်ထဲမှာကြာနိုင်တယ်ဆိုတော့ပုံစံမျိုးပေါ့ဗျာဟုတ်ပြီနော်ဒါကြာသွားတော့လည်းပြန်ပြောရရှိတာပေါ့အိုက်လန်ကဒီဒီလိုင်းနဲ့တော့မဟုတ်ဘူးပေါ့နော်ကနန်းထောင်နဲ့ဒါအောက်မှာထောင်နဲ့ဟာကိုပြပေးတာဒါအောက်မှာတစ်ဖြက်အပြက်ရှင်းခဲ့တာပေါ့နော်အဲ့တော့အပေါ်ကိုသွားမယ်ဆိုတော့ရှေ့ပေါင်း6ဗရိတ်3အဲ့ဗရိတ်3ရိုက်လို့သူ့ရဲ့အောက်မှာသူက6ထိပ်စီးနဲ့ဒီ2ခွန်ထိပ်စီးပေါ့နော်2ခွန်ပါဝါထိပ်စီးရိုက်တယ်ဒီ3ရဲ့နက်ခတ်ကိုထိပ်စီး3လုံး5လို့ရိုက်တယ်ထိပ်စီး3လုံး5လို့ရိုက်တယ်အဲ့ထိပ်စီး3လုံး5လို့ရိုက်ပြီးမှသူကစီနီယံနေထည့်လာရတော့ကျွန်တော်လည်းမပြတော့เนาะအဲ့တော့9ကြိမ်10ကြိမ်မှာ V shape 3လုံးပေါင်းခြင်း4လို့ရိုက်တယ် V shape 3လုံးပေါင်းခြင်း4လို့ရိုက်တယ်အဲ့တော့ဒီထိပ်စီး3လုံး5ကိုသူ့ရဲ့နောက်တစ်နှစ်4ကြိမ်မှာနောက်ပေါင်း5လို့ဒီ3ရဲ့နက်ခတ်5လို့ပြန်လှည့်ထည့်တယ်ဟုတ်ပြီเนาะ3ရဲ့နက်ခတ်5လို့ပြန်လှည့်ထည့်တယ်ဒီမှာတစ်ဖြက်လေးတစ်ခါပြန်ဖြတ်ကြည့်ပါမယ်เนาะဟုတ်ပြီဒါဆိုဒုတိယကတ်ကရှေ့ပေါင်း6ဗရိတ်3မလို့သူ့ရဲ့အောက်မှာဒီ8ထိပ်စီးနဲ့6တက်ပါဝါနှလုံးပေါင်း9နဲ့8နဲ့ပေါင်းမှာ5လို့ဖြစ်တယ်ဒီ3ရဲ့နက်က5ဖြစ်တယ်အဲ့လိုဖြစ်တာနဲ့အဲ့နှစ်ထဲမှာသူကဒီ8ကြိမ်9ကြိမ်မှာပေါ့နော် sorry 8ကြိမ်9ကြိမ်မှာ V shape 3လုံးပေါင်းခြင်း4ဖြစ်တယ်အဲ့ဒီတွေအောက်မှာစောစောပြခဲ့ပြီနော်အဲ့တော့ဒီ3လုံး5ဒီသူ့ရဲ့နောက်တစ်နှစ်4ကြိမ်မှာနောက်ပေါင်း5လို့ရိုက်တယ်နောက်ပေါင်း5လို့ရိုက်တယ်နော်နောက်ပေါင်း5လို့ရိုက်တယ်အဲ့တော့တတိယကတ်အနေနဲ့ဒီမှာရှေ့ပေါင်း6ဗရိတ်5လို့ထွက်တယ်အဲ့ဗရိတ်5မလို့9ရဲ့နက်ခက်ထိပ်ကြီး3လုံးပေါင်းခြင်း3လို့ဖြစ်ရမှာဆိုပြီးတော့ကျွန်တော်ဒီမှာ9တဲ့4နဲ့ပါဝါလဲထောင်လာတော့ဒီနေရာမှာ363ဆိုပြီးတော့ကျွန်တော် line ပေါ်မှာရောကျွန်တော်အဖွဲ့တွေမှာရောဒါအောင်သွားတယ်ပေါ့နော်3ထိပ်ကြီးဒီနောက်ပိတ်ကိုကျွန်တော်ဒါကြာနေမှာသူ့လို့ဒီ line နဲ့နောက်ပိတ်ပါချုပ်ပြီးလိုက်တည်ရတယ်အဲ့တော့3လုံးပေါင်းခြင်း3လို့ရိုက်တယ်9ရဲ့နက်ခက်နော်အဲ့3လို့ရိုက်ပြီးတာနဲ့တဲ့သူ့ရဲ့အောက်ကျွန်တော်9ကြိမ်10ကြိမ်မှာ V shape 3လုံးပေါင်းခြင်း5 digit နဲ့4ဖြစ်တယ်အဲ့လိုဖြစ်ပြီးမှတဲ့သူ့ရဲ့နောက်တစ်နှစ်ဒီ3လုံးပေါင်းခြင်း3ဒီ5ချိန်မှာsorry 4ချိန်မှာနောက်ပေါင်း3လို့ရိုက်တယ်ဟုတ်ပြီနော်နောက်ပေါင်း3လို့ရိုက်တယ်အဲ့တော့ဒီ3ကိုနှစ်ဦးကဗရိတ်3ကိုထိပ်ကြီး3လုံး5အဲ့5ဒီနောက်ပေါင်း5လို့ရိုက်ပြီးတော့သူက8ချိန်9ချိန်10ချိန်မှာ4ထိပ်စီ5နောက်ပိတ်4ထိပ်စီလို့ရိုက်တယ်4 5 4နဲ့3လုံးပေါင်းခြင်း3လို့ရိုက်တယ်နော်အဲ့3လုံးပေါင်းခြင်း3ဒီတဲ့သူ့ရဲ့နောက်တစ်နှစ်2014မှာ3ပရိတ်ဆိုပြီးတော့ကျွန်တော်တို့14ချိန်မှာ391လို့ပေါ်တယ်အဲ့တော့391ကိုကျွန်တော်အကွက်ရွှေနဲ့ကနန်းနဲ့တစ်ချက်စီပြီးကြမှာပြန်ရှင်းတာပေါ့နော်ဒီ391ပရိတ်3အဲ့မှာစပေါ်တယ်ဒီနှစ်ဦးကပရိတ်3ကိုတစ်နှစ်ကျော်မှာပရိတ်3ပေါ်တော့14ချိန်မှာပေါ်တယ်အပေါ်မှာမရှိဘူးเนาะအဲ့တော့ဒီမှာ1ပရိတ်4ပရိတ်1ပရိတ်2ပရိတ်8ပရိတ်3ညပရိတ်3ညပရိတ်8ပရိတ်ဒီမှာ3ညပရိတ်8ပရိတ်ဒီမှာ1ပရိတ်ဒီမှာ8ပရိတ်ဒီမှာ9ပရိတ်3ပရိတ်ဒီအဲ့ကြမှာစပေါ်တယ်391မှာစပေါ်တယ်เนาะဟုတ်ပြီဒါဆိုကျွန်တော်ဒုတိယကရှေ့ပေါင်း6ဗရိတ်3ဇောင်းပေါင်းခြင်းဒီ5ပေါ့เนาะ3ရဲ့နက်ခတ်5အဲ့5ဒီနောက်တစ်နှစ်မှာနောက်ပေါင်း5လို့ရိုက်တယ်ပေါ့เนาะနောက်ပေါင်း5လို့ရိုက်ပြီးမှသူက8ချိန်မှာ3ထိပ်စီ9ချိန်မှာ6နောက်ပိတ်10ချိန်မှာ4ထိပ်စီ3 6 4နဲ့3လုံးပေါင်းခြင်းဒီ3လို့ဖြစ်ပြီးမှအဲ့3ဒီသူ့ရဲ့နောက်တစ်နှစ်2000ခုနှစ်2020ခုနှစ်မှာပေါ့เนาะဒီမှာ1ပရိတ်ဒီမှာsorry 8ပရိတ်1ပရိတ်9ပရိတ်3ညပရိတ်ဒါ4ပရိတ်9ပိတ်ဖြောက်ပေါ့เนาะအဲ့မှာ4ပရိတ်ဒီမှာ8ပရိတ်2ပရိတ်5ပရိတ်6ပရိတ်3ပရိတ်ဒီ14ချိန်ကြာမှကြာတယ်5ပရိတ်ရှိလားဆရာဟုတ်တယ်5ပရိတ်ပြမလို့เนาะအဲ့တော့5ပရိတ်391ဒီမှာ391ဟုတ်ပြီเนาะ391ပဲ391ပဲအဲ့လာတယ်တော့ကျွန်တော်လည်းမသိဘူးအဲ့တော့ပရိတ်ကတော့ကျွန်တော်ကြိုက်တယ်ဘာလဲဆိုတော့3ပရိတ်နှစ်ဦးက3ပရိတ်ကိုတစ်နှစ်ကျော်မှာ3ပရိတ်လို့စကြတော့14ချိန်ကြာမှစကြတာသူကစီကန်းနဲ့လာတာပေါ့เนาะစီးနဲ့ကန်းနဲ့စီကန်းနဲ့ကြာလာရင်တော့ပေါက်နိုင်တယ်ပေါ့အဲ့တော့391ဒီမှာပရိတ်3စာရိုက်တယ်အဲ့တော့ဓမ္မတတိယကရှေ့ပေါင်း6ပရိတ်5ထိပ်သီး3လုံးဒီ3အဲ့3ကိုသူ့ရဲ့ဘေးနဲ့4ချိန်မှာ3ရိုက်ပေါ့နော်အဲ့8ချိန်9ချိန်10ချိန်မှာ393နဲ့5လို့ဖြစ်ခဲ့တာ393နဲ့5လို့ဖြစ်လို့အဲ့5ဒီသူ့ရဲ့နောက်တစ်နေ့ဒီနှစ်ဦးကပရိတ်5ဒီ2026တစ်နှစ်ကျော်မှာပရိတ်5ဒီဘယ်ချိန်မှာစကြမလဲဆိုတော့14ချိန်မှာစကြရမှာဒီ14ချိန်မှာစကြရမှာဒါသူပေးခဲ့ရင်သူ့ site တိုင်းပဲเนาะကျွန်တော်လောက်ကြံပြီးပြောတာမပါဘူးသူ့ site တိုင်းပဲဒါမိမိကြိုက်နေတဲ့ရင်အသုံးပြုအကြိုက်မကြိုက်နေတဲ့ဘူးဆိုရင်ကြော်သွားပါတော့ဘာမှမဖြစ်ဘူးဘာလဲဆိုတော့ဘယ်သူမှအပိုင်မသိလို့ပါအကွက်ထောင်မှတစ်ကွက်ပဲထွက်တာဖြစ်တဲ့တော့ဒါမိမိကြိုက်နေတဲ့မှာအသုံးပြုပေါ့နော်အဲ့အကွက်ထောင်ထဲမှာတစ်ကွက်တောင်မှတစ်ခါလေးမှာကိုအော်ဒီထိုးတဲ့ကဏ္ဍကထိုင်းရှေ့3လုံးလို့ဘေးတိုင်းတွေမှာသွားထွက်တာမျိုးတို့ဒါမျိုးတွေဖြစ်တတ်တယ်တဲ့အဲ့တော့ဒီနေရာမှာ9ပရိတ်ဒီခုချိန်ထိမထွက်သေးဘူးဒီနှစ်ဦးက9ခု9ပရိတ်9ဒီတစ်နှစ်ကျော်မှာ9ပရိတ်
အခုချိန်ထိလုံးဝမထွက်သေးတဲ့အတွက်14ချိန်မှာသူစောင့်နေတာလို့ယူဆခဲ့တာပေါ့နော်အဲ့တော့ဒီ14ချိန်မှာ9 break လို့ကျွန်တော်ဖန်ပြပေးတယ်9 break ပေါ့နော်အဲ့တော့ကြိုင်းနှစ်တန်ရအသုံးပြုပါဟုတ်ပြီအဲ့တော့391တွေကိုကျွန်တော်သွားကြည့်အောင်ဒီမှာ391ဒီမှာ391ဒီမှာ391လို့တော့ကျွန်တော်မထိုးချင်ဘူးဗျဘာလို့လဲဆိုတော့ဒီနေရာမှာသူလှည့်ထားတယ်နော်ဒါဥပမာလေးပြတာပါဒီမှာ816တနေ့2နှစ်3နှစ်4နှစ်ကျော်ရင်816တနေ့2နှစ်3နှစ်4နှစ်ကျော်ရင်ဒါ816မထွက်ဘဲနဲ့ဘာလို့953လို့နှက်ခတ်နဲ့လဲလာတယ်ဒါဥပမာကိုပြတာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကလိုရင်းကိုပြန်သွားရင်ဒီ391ထွက်ဖို့သူ့ရဲ့ဘေးမှာကျွန်တော်တို့သူ့ရဲ့ဘေးမှာတဲ့12ချိန်က6ထိပ်ဒီ6ခါထိုင်နေ73ချိန်က6ခါဝင်ပြီးတော့ဗောနော်73ချိန်က6ထိပ်နဲ့သူ့ဘေးက3ခါနဲ့ဒီက2ခါနဲ့93နှစ်နဲ့4ဖြစ်တယ်ဗောနော်အဲ့4ကိုသူဒီကျွန်တော်တို့ရောက်ကပ်ဗောနော်73ချိန်မှာထိပ်သီး3လုံး9လို့သူထည့်ထားတယ်39ခွန်နဲ့ထိပ်သီး3လုံး9ထည့်တယ်ဗောနော်အဲ့မှာလဲသူက2ဒီ1ရဲ့နက်ခတ်2 8လဲအတွဲလိုက်ပါသေးတာဗောဗျာဒီ1ရဲ့နက်ခတ်8ဗောနော်ဒီ1ထိပ်သီးရဲ့နက်ခတ်8ပေါ့ဒီပရိတ်8ကို8လုံးပါပါတယ်ပေါ့ဗျာပြောရမယ်ဆိုရင်ပေါ့အဲ့တော့ဒီမှာလဲသူကဒီ391ရဲ့ဘေးမှာတဲ့သူက12ချိန်က6ထိပ်ဒီ6ခါဝင်လာတယ်6ခါဝင်ပြီးမှဒီ73ချိန်က6ခါဝင်ပြီး73ချိန်ခွန်ထိပ်နဲ့300ခါခွန်ခါနဲ့ခွန်300ခွန်နဲ့4ဖြစ်ပြီးတော့တဲ့အဲ့4ကိုသူ့ရဲ့အပေါ်မှာဒီ73ချိန်မှာထိပ်ကြီး3လုံးပေါင်းချင်း9လို့4ပါဝါ9လို့ထည့်လာတယ်အဲ့လိုထည့်တဲ့နေရာမှာလဲဒီကပရိတ်8မလို့8အလုံးပါနဲ့2 8အတွဲလိုက်ပါသေးတယ်ဟုတ်ပြီနော်ဒီမှာတတိယကအနေနဲ့တဲ့ဒီနေရာမှာထွက်မဲ့ကဏ္ဍပေါ့နော်မထွက်သေးဘူးအဲ့တော့သူ့ရဲ့ဘေးမှာတဲ့12ချိန်က2ထိပ်ဒီတဲ့73ချိန်မှာ2ခါလို့ဝင်ပြီးမှသူ့73ချိန်က3ထိပ်နဲ့ကျွန်တော်5ခါနဲ့ဒီ6ခါနဲ့356နဲ့3လုံးပေါင်းချင်း4လို့ရိုက်သေးတာအဲ့4ကြောင့်ပြီးခဲ့တဲ့ဘွဲက214မှာထိပ်ကြီး3လုံး9လို့သူဝင်လာသေးတယ်အဲ့လိုဝင်တဲ့နေရာမှာဒီက1 break မလို့1ကအလုံးပါသေးတယ်အဲ့တော့2တွဲပေါ့နော်2တွဲနဲ့သူကဏ္ဍတော့သူဖြုတ်လာတာပဲအဲ့တော့သူ့ရဲ့အဆက်ကစားခဲ့ရင်တဲ့ဆက်ကစားခဲ့ရင်တဲ့ break 3ဒီတဲ့ဒီနှစ်ဦးမှာ break 3ရိုက်လို့တဲ့တစ်နှစ်ကျော်မှာ break 3စရိုက်ရင်14ချိန်မှာသူစရိုက်တယ်တဲ့အဲ့14ချိန်ကဒီ3လုံး4တွေကြောင်းလားဒါမှမဟုတ်ရင်ဒီမှာ4ခါနဲ့ပေါ့နော်ဘွေမောက်ခုံ3ဖြစ်ခဲ့တဲ့4ခါကြောင်း14ချိန်မှာရိုက်သလားပေါ့နော်အဲ့တော့လိုရင်းမဲ့တော့အောင်ဆိုရင်ကျွန်တော်တို့ကအကွက်ရွှေကိုဥပမာပြရမယ်ဆိုရင်2နှစ်ကျော်ကဏ္ဍဗျာအကွက်ရွှေကြိုက်တဲ့သူတွေအဲ့တော့2နှစ်ကျော်ကဏ္ဍကိုမှ तू ကမှီပြီးစော့တာကတော့ဒီ646ကိုမှီပြီးတော့ तू စော့နေတယ်ဒီ20ချိန်မှာ646ဒီ3နှစ်ကျော်ကရွှေ့ရပါတော့3နှစ်ကျော်ကရွှေ့တယ်အဲ့646နန်းမှာပဲ तू 3 break ကိုဒီကျွန်တော်2နှစ်ကျော်မှာဒီ14ချိန်မှာ3 break ပြန်ရွှေ့တယ်ပေါ့နော်ဒါအကွက်ရွှေ့ကြိုက်တဲ့သူတော့ပြောတာဒါဆိုရင်ဟုတ်ပြီဒီမှာတတိယဒုတိယက391ဒီတဲ့3 break ဒီနှစ်ဦးက8နှစ်3 break ကိုတနေ့ကျော်မှာ3 break ရိုက်တော့14ချိန်မှာရိုက်တယ်အဲ့14ချိန်မှာလည်းဒီက4ခါပေါ့နော်ဘွေမောက်ခုံ3လုံးပေါင်းချင်း3ဖြစ်20ချိန်မှာထွက်တဲ့840ဒီ3နှစ်ကျော်က4ပါတဲ့ကဏ္ဍရွှေ့ပေါ့နော်အဲ့တော့ဒီ391ဒီတနေ့2နှစ်ကျော်ကပဲသူလဲလာရွှေ့တာပဲပထမကတ်ကတော့သူက694ရဲ့အောက်မြင်းကုံကပေါ့နော်ဒီမှာတော့တဲ့2နှစ်ကျော်တဲ့ကဏ္ဍကိုလိုက်ရွှေ့တာဟုတ်ပြီဒါဆိုတတိယကတ်အနေနဲ့ဒီနှစ်ဦးက break 5ဒီ14ချိန်မှာ5 break စရိုက်မှာပါဆိုရင်အကွက်ရွှေ့နေပေါ့နော်သူ့ရဲ့ဘေးမှာလဲသူကဒီမှာ4ခါနဲ့ဘွေမောက်ခုံ5ဒီ20ချိန်မှာ4ပါတဲ့3နှစ်ကျော်ကဏ္ဍထွက်ပေါ့နော်အဲ့တော့ဒီနေရာမှာထွက်မဲ့ကဏ္ဍဒီတစ်နှစ်2နှစ်ကျော်ကအကွက်ရွှေ့ပါဆိုရင်951ပရိ5နဲ့ပတ်သက်လို့951ရှိတယ်အဲ့တော့434နဲ့လည်းတန်းရှိတယ်အပေါ်မှာတော့936တကွက်ရှိသေးတယ်ပရိ5နဲ့ပတ်သက်လို့ပေါ့နော်936ကျွန်တော်ကြော်တော့မကြော်တော့ဘူးထင်တာ919ကတော့ဒါနှစ်ဦးမှာဒါတကွက်တည်းဖြစ်နေတာပေါ့နော်5ပရိဒီမှာတကွက်ဒီမှာ2ကွက်ပေါ့နော်2ကွက်3ကွက်ပဲရှိတာပေါ့နော်အဲ့3ကွက်ထဲမှာ915ကပြန်ကြဖြစ်တဲ့အတွက်915နဲ့9362ကွက်ပဲရှိတာเนาะအကွက်ရှိကြတဲ့သူကဒီ2ကွက်ကိုအသုံးပြုဒီ2ကွက်ကိုအသုံးပြုဟုတ်ပြီเนาะ936နဲ့951အာထိုးရင်12ကွက်ရှိမယ်ဒဲကြိုက်ရင်951ဒဲကြိုက်တယ်939 960ပေါ့เนาะဒဲကြိုက်တယ်ဒဲကြိုက်တဲ့သူတွေဒဲကစ်ပေါ့ဒဲမကြိုက်ဘူးအကွက်ရွှေ့ဖြစ်တဲ့အတွက်အာမစိတ်ချအာမဆိုရင်အာထိုးခြင်းရင်951အာနဲ့936အာအကွက်ရွှေ့ကြိုက်ရင်ပြောတာเนาะအကွက်ရွှေ့ဒါ2နှစ်ကျော်ခဏကိုရွှေ့ပြတာ391ကြီးတော့ဒဲတော့ကျွန်တော်တော့ထိုးတော့ဘူးဗျာရန်တော့ရန်ရင်ရန်ပေါ့ကွင်းရဘူးစစ်လိပ်ဖိုး1000ဘူး900ဘူးတော့ရန်ရင်လည်းရန်ပေါ့391ဒဲထွက်တော့လည်းထွက်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီအဖြီကိုပြန်သွားရင်ကျွန်တော်နောက်ပိတ်တစ်လုံးပဲယူချင်တာမလို့ပေါ့เนาะထိပ်သီးတွေကျွန်တော်ချုပ်လို့မကောင်းလို့မချုပ်တော့ဘူးကျွန်တော်လည်းချုပ်လို့ကောင်းတဲ့ဟာကကျွန်တော်မှန်ပါတယ်မှာဒုတိယထဲထည့်ထားလို့ပေါ့နော်အဲ့တော့10ခွက်ထိုးနိုင်တဲ့သူကထိုးပေါ့ဘာလဲဆိုတော့ကျွန်တော်မှန်ပါတယ်မှာဒုတိယထဲထည့်ထားလို့ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီ18ချိန်ကိုပြန်တော့
ဒီ6ပါဝါတစ်ထိပ်ဒီဒီ3လုံးပေါင်းချင်း8ဗရိတ်8ပေါ့နော်အဲ့ဗရိတ်8ကြောင့်ဒီတစ်ထိပ်စီးဒီတစ်ထိပ်စီးလို့ပြန်ပေါ်တဲ့ချိန်မှာ1 2 3 4ချိန်ကြာမှဒီတစ်ထိပ်စီးပြန်ပေါ်တာအပေါ်မှာတစ်ထိပ်စီးမရှိဘူးပေါ့နော်အဲ့ဒါကအဖြီကိုကြိုက်တာပေါ့နော်အဲ့မှာတစ်ထိပ်စီးဒီအဲ့ကြမှာပေါ်တာအပေါ်မှာမရှိဘူးဒီ18ချိန်ကတစ်ထိပ်စီးဗရိတ်8ဒီတစ်ထိပ်စီးဒီသူ့ရဲ့ဇောင်းမှာကျွန်တော်1 2 3 4ချိန်တော့မှ1နောက်ပိတ်ကစပေါ်တယ်အဲ့မှာဒီနေ့ထဲမှာမပိတ်သေးတဲ့နောက်ပိတ်နဲ့မထွက်သေးတဲ့ဗရိတ်ထွက်နိုင်တယ်လို့ဒီပတ်မှာနော်အဲ့မှာ1နောက်ပိတ်အဲ့ကြမှာစပိတ်တယ်အဲ့တော့1နောက်ပိတ်နဲ့ဗရိတ်3ပေါ့နော်ဒီနှစ်ဦးကဗရိတ်3ကိုဒီမှာဘူရှိတ်3လုံးပေါင်းချင်း3ပြီးမှဒီမှာလည်းဘူမောက်ခုံ3လုံးပေါင်းချင်း3ပြီးမှပေါ့နော်အဲ့တော့ဒီမှာ3ဗရိတ်ဆိုပြီးတော့14ချိန်မှာစရိုက်တယ်လို့ယူဆတာနော်ကျွန်တော်ယူဆတာပြောတာကျွန်တော်ဗရိတ်ကဒီမှာ2မျိုးကြိုက်တယ်ကျန်တဲ့တစ်မျိုးကတော့နောက်မှာပေါ့နော်လိုင်းကောင်းရင်လည်းနောက်တက်လိုက်ပေါ့ဒီမှာလည်း2ဦးမှာဗရိတ်3ပေါ့နော်အဲ့ဗရိတ်3ကိုကျွန်တော်ဒီမှာ4ပုံနဲ့3ဖြစ်ဒီမှာလည်းဘူမောက်ခုံ3လုံးပေါင်းချင်း3ရအဲ့3ကိုကျွန်တော်14ချိန်ကြာမှ3ဗရိတ်စရိုက်တယ်အဲ့14ချိန်ကြာမှ3ဗရိတ်ရိုက်တော့လေသူ့ရဲ့ဇောင်းပေါ့နော်ဒီ18ချိန်ကဒီ9နှစ်ချပေါ့4 5နှစ်ချဒီမှာတစ်ထိပ်စီးနဲ့ဗရိတ်8ကိုဒီ16တစ်နဲ့3လုံးပေါင်းချင်းက8ခဲ့တာနော်အဲ့ဒီတစ်ကဒီတစ်ထိပ်စီးက1 2 3 4ချိန်ကြာမှ1နောက်ပိတ်ကလာပိတ်တယ်အပေါ်မှာမပိတ်လို့ကျွန်တော်ကကြိုက်တယ်အပေါ်မှာပိတ်ထားရင်ကျွန်တော်မကြိုက်ဘူးအဲ့တော့1နောက်ပိတ်နဲ့ဗရိတ်3ပေါ့နော်အပေါ်မှာပိတ်ထားတာမရှိဘူးအဲ့တော့1နောက်ပိတ်နဲ့ဗရိတ်3ဒါလေးလည်းသဘာဝကျတယ်ဟုတ်ပြီဒါဆိုတတိယကက်က2ဦးမှာဗရိတ်5 4ပုံနဲ့3 9 3နဲ့5သူ့ရဲ့ဘေးနှစ်တာ4ခါနဲ့ပေါ့နော်ဘူမောက်ခုံ3လုံးပေါင်းချင်း5အဲ့5ကဒီမှာဗရိတ်5စရိုက်မှာပါဆိုရင်မထွက်သေးတဲ့နောက်ပိတ်ကနဲ့လာနိုင်နေဆိုတာအဲ့ဒါကိုပြောတာပေါ့နော်ဒီမှာ8 1 2 8ထိပ်စီဗရိတ်1အဲ့1ကိုဒီ6ခွန်8နဲ့ပြန်ပြီးတော့1ချုပ်ပေါ့နော်အဲ့တော့ဒီ8ထိပ်စီဒီ1 2 3 4ချိန်ကြာမှ8နောက်ပိတ်ပိတ်ရမှာပါဆိုပြီးကြတဲ့ပွဲလဲ8နောက်ပိတ်ဖမ်းနေမလာဘူးပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်ထပ်ဖမ်းနေဘာလို့လဲဆိုတော့တဘာဝကကြားတယ်ဗျဒီ1ထိပ်စီဒီ1နောက်ပိတ်1ထိပ်စီဒီ1နောက်ပိတ်8ထိပ်စီဒီ8နောက်ပိတ်နေအဲ့ဗရိတ်ကလည်းသူကဒီ2ဦးကဗရိတ်5ကို8နောက်ပိတ်နေဗရိတ်5နှစ်နှစ်ကျော်အကွက်ရွှေ့ဆိုတော့မရှိဘူးလေကျွန်တော်မူးမြောင်ကြလည်းမတွေ့ဘူးအဲ့တော့2မျိုးပြမှရမှာမိမိကြိုက်ရတက်တန်ရအသုံးပြုဆိုပြီးတော့ကျွန်တော်ကဒါချပြတာပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့တင်နောက်ပိတ်ကိုလည်းသူကပြန်ပြီးတော့ချုပ်သွားတာကဒီလိုပြန်ချုပ်တယ်ဗျို့ဗရိတ်3မလို့ဒီ9နောက်ပိတ်9နောက်ပိတ်1နောက်ပိတ်နဲ့3ပြန်ထည့်တာအဲ့လိုကိုသူကလာတာပေါ့နော်9 5တက်နဲ့3အဲ့3ကဗရိတ်3လိုင်းမကောင်းဘူးတဲ့ဟုတ်ကဲ့ပါလိုင်းမကောင်းပြီးကြမှာပြန်ကြည့်ပါနော်ပြီးကြမှာပြန်ကြည့်ကျွန်တော်တော့မဖြစ်ဘူးဗျအဲ့တော့ဒီမှာလဲသူက3 9တက်ထွက်တဲ့ချိန်မှာသူကတစ်ချိတ်သီးဒီ1နောက်ပိတ်လဲဝင်ရမယ်ဝင်လာတဲ့ဗရိတ်3ရိုက်ဖို့ကိုလဲသူက6တက်နဲ့3လုံးပေါင်းချင်းက3လို့လဲပြန်ဖြစ်ရမှာနော်3လုံးပေါင်းချင်းက73လို့ပြန်ဖြစ်တယ်73ဖြစ်လို့ဒီမှာ73ဗရိတ်ပြန်ရိုက်တယ်ဒီမှာလဲခွင်5တက်ဒီ73အဲ့73မလို့ဒီမှာ3 9တက်မှာ73ဗရိတ်ရိုက်တယ်ဒီမှာလဲ66တက်နဲ့ကျွန်တော်တို့73လို့ရိုက်တာနောက်ပိတ်3လုံးအဲ့လို73ရိုက်လို့ဒီမှာ3 9တက်မှာ73ဗရိတ်ပြန်ရိုက်တာဟုတ်ပြီဒါဆိုကျွန်တော်တို့ကဒီနေရာမှာဒီ2ဦးကဗရိတ်5ကိုဒီမှာ3လုံးပေါင်းချင်း5လို့ဝီမောက်ခုံမှာ3လုံးပေါင်းချင်း5ခဲ့လို့ဒီနေရာမှာ5ဗရိတ်ပါဆိုရင်ဒီ3လုံးကိုလည်းကျွန်တော်တို့က5ထည့်ရမှာဆိုတော့ဒီမှာ2နဲ့5နဲ့ရှိတော့8အပိတ်နဲ့ဗရိတ်5ဆိုပြီးတော့15ဗရိတ်8အပိတ်နဲ့15ဗရိတ်အဲ့ဒီမှာဒီ9 5တက်ကြိုက်တဲ့သူက9 5တက်ကိုအသုံးပြုပြီးတော့တကယ်လို့ကျွန်တော်9 5တက်နဲ့ဒီ936ကိုမကြိုက်ဘူး8နောက်ပိတ်နဲ့ဗရိတ်5ကိုကြိုက်တာဆိုရင်10ခွက်ပေါ့နော်အဲ့10ခွက်ထဲမှာဟိုကရွေးအောင်မှာလောလောမှန်မှန်ရွေးအောင်ပါလေဗျာခဏအများကြီးပေါ့နော်10ခွက်ကြီးထိုးတော့စားလူထိုးရင်ကုန်မှာပေါ့အများကြီးပဲနော်ထွက်ရင်တော့ရမထွက်ရင်အများကြီးကုန်မှာအဲ့တော့အများကြီးတည်းကမှကျွန်တော်တို့ကရွေးကြအောင်မယ်ဆိုရင်9ပါတဲ့ခဏကိုတစ်ခွက်ရွေးဆိုတော့ဒီမှာ8 9 8 2ခွက်ရမယ်နော်အဲ့တော့တင်5 9အထိနဲ့ဆိုတော့9ပါတဲ့ခဏရွေးဆိုတော့ဒီမှာ9နှစ်8ရမယ်2 5 8ရှိမယ်ခဏ6ခွက်တော့ထောက်မှာပေါ့နော်အဲ့တော့1ပါတဲ့ခဏကိုရွေးအောင်မယ်ဆိုတော့6 1 8ရှိမယ်ကျွန်တော်တို့168ရှိမယ်အဲ့တော့ဒီကဏ္ဍကတော့ရာခိုင်နှုန်းကျွန်တော်အနေနဲ့အနည်းကိုဦးစားပေးထားတယ်ဒီကဏ္ဍကိုရာခိုင်နှုန်းအနည်းကိုဦးစားပေးထားတယ်အဲ့တော့ idea မှာအကြိုက်ဆုံးနှစ်ကွက်ကိုထပ်ရွေးဆိုရင်ကျွန်တော်988ကိုတစ်ကွက်ထဲကိုပို့ပြီးတော့ဒါနှစ်သက်တယ်ပေါ့နော်9ထိပ်စီးနဲ့10နောက်ဘူးနဲ့ဒါမှမဟုတ်ဒီကောင်လေးလည်းဒုပေါ့ဗျာ258 928ကတော့ဟော့နေတဲ့အတွက်ဒါမွေးကနန်းဆိုင်တွေလည်းအများကြီးပဲဗျာခွန်388ချမယ်ဗျာချဗျာမိမိကြိုက်နှစ်သက်ရအသုံးပြုပေါ့နော်တန်ရပေါ့ဒါကြတော့10ဘွက်ဆိုင်ဖြစ်သွားပြီဒါကျွန်တော်ရွေးပြီးတဲ့အတိုင်းလဲချကြမှာချနော်အဲ့တော့အကွက်ရွှေ့ကြိုက်တဲ့သူက951တဲ့960တဲ့အာရန်နိုင်ရင်ရန်ပေါ့နော်
ဘာလို့ဆိုကျွန်တော်တဲ့ဆိုရင်အာပြီးတော့တစ်ခါလေးမှထွက်တယ်လို့အဲ့တော့951တဲ့960တဲ့960ဒီကျွန်တော်မှန်ပါတယ်မှာလုံးဝမပါဘူးเนาะကျွန်တော်မကြိုက်လို့မထည့်တာမထွက်ဘူးတော့မဟုတ်ဘူးမကြိုက်လို့မထည့်တာဒါအမှန်တိုင်းပြောပြတာအဲ့တော့951ကတော့မိမိကြိုက်နေတဲ့ရင်အသုံးပြုမွေးကနန်းဆိုင်တွေလည်းရှိတယ်ဒီကျန်တဲ့ကနန်းရတော့ကျွန်တော်အကွက်ရွှေ့နဲ့ချုပ်လို့မရဘူးဒါရှင်းနောက်ပိတ်နဲ့ပြိငါ10ကွက်တချို့ကနားမလဲဘူးအဲ့တော့နားမလဲတဲ့သူတွေအတွက်ရေးပြပေးတာဒါကျွန်တော်မှန်ပါတယ်မှာဒုတိယအကြိုက်ဗရိတ်ပေါ့နော်မထွက်သေးတဲ့ဗရိတ်လို့မထွက်သေးတဲ့နောက်ပိတ်လို့ဒီနေ့ဒီပတ်ပေါ့နော်ကျွန်တော်ကြိုက်တာပြောတာဘယ်သူမှတော့ပိုင်မသိဘူးမထွက်သေးတဲ့နောက်ပိတ်မထွက်သေးတဲ့ဗရိတ်လို့ကံပြီးရင်တော့ရကြမှာပေါ့နော်ဝါသူလားပြည့်အခါကြီးရဲ့ကြီးအမှတ်တရအနေနဲ့ဒါချပြပေးတာပေါ့နော်ဘယ်သူမှတော့ပိုင်မသိဘူးကျွန်တော်လည်းပိုင်မသိဘူးအပိုင်သိနေလူလိမ်ပဲ